လီဗာပူးအသင်းကိုအိမ်ဝင်းထိခေါ်ပြီးဟီဟီဟာလုပ်ခဲ့တဲ့ Manchester United ကတော့လီဗာပူးအသင်းရဲ့အိမ်ဝင် Anfield မှာဟီဟီဟာလုပ်ခဲ့တာအားမရခဲ့လို့ဒီတစ်ပတ်ပွဲစဉ်35မှာတော့အိမ်ဝင် Old Trafford ထိခေါ်ပြီးဟီဟီဟာထပ်လုပ်ခဲ့ပြန်ပါပြီမနေ့ည9နာရီအချိန်မှာကစားခဲ့တဲ့ပွဲစဉ်မှာတော့ Manchester United အသင်းဟာလီဗာပူးအသင်းကိုအိမ်ဝင် Old Trafford မှာ3-2ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်ဒီနှစ်သင်းရဲ့ဒီနှစ်ထိပ်တိုက်တွေ့ဆုံမှု2ကြိမ်မှာ Manchester United အသင်းကလီဗာပူးအသင်းကို2ကြိမ်လုံးအနိုင်ရယူထားနိုင်ခဲ့သလိုဒီနိုင်ပွဲကြောင့်ပဲ Manchester United အသင်းရဲ့နောက်နှစ် Champions League ဝင်ခွင့်ရရှိဖို့အတွက်လည်း100%သေချာသွားခဲ့ပြီဖြစ်ပါတယ်ဒီပွဲရဲ့အဖွင့်ဂိုးကိုတော့ပွဲကစားချိန်6မိနစ်မှာတောင်းငံဘောကနေတစ်ဆင့်ပြန်ရှန်ကျလာတဲ့ဘောလုံးကိုမာတီရဲ့ခုညာက2ဆင့်ကန်သွင်းပြီးဦးဆောင်ကိုသွင်းယူပေးခဲ့ပါတယ်ဦးဆောင်ကိုရရှိပြီး10မိနစ်အကြာမှာပဲ Benjamin Sesko ကလီဗာပူးအသင်းဘက်ကိုနောက်ထပ်ဦးဆောင်ကိုထပ်မံသွင်းယူခဲ့ပြီး United တို့ပွဲကိုစောစောစီးစီးဦးဆောင်ဝင်ရရှိခဲ့ပါတယ်ပထမပိုင်းမှာ United အသင်းအပိုင်ခွင့်ရေးတော်တော်များများထပ်မံရရှိခဲ့တယ်ဆိုပေမဲ့တိုက်စစ်ကစားသမားတွေရဲ့အဆုံးသက်မသေးချောင်မှုတွေကြောင့်ဂိုးထပ်မံရရှိမဲ့အခွင့်အရေးနဲ့ Bruno Fernandes ရဲ့ဂိုးဖန်တီးမှုရရှိမဲ့အခွင့်အရေးတွေကိုလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်လီဗာပူးအသင်းအတွက်ခြေပေါက်ဂိုးတွေကိုတော့ဒုတိယပိုင်းစလို့မကြခင်မှာပဲ United အသင်းရဲ့လူစားဝင်ကစားသမား Ahmed Diallo ရဲ့လူပေးမမှုကနေတစ်ဆင့် Dominic Szoboszlai ကတကူ United ဂိုးသမား Sander Lerman ရဲ့အမားကနေတစ်ဆင့် Szoboszlai ဖန်တီးပေးခဲ့တဲ့ဘောလုံးကို Cody Gakpo ကသွင်းယူပေးခဲ့ပါတယ်United အသင်းအတွက်အဆုံးဖြတ်အနိုင်ဂိုးကိုတော့ပွဲပြီးဆုံးဖို့73မိနစ်အလိုမှာနီးပြ Michael Carrick လက်ထက်တောက်လျှောက်ခြေစွမ်းပြနေတဲ့ United လူငယ်ကစားသမားလေး Kofi Mainoo ကသွင်းယူသွားပေးခဲ့ပါတယ်Manchester United အသင်းဟာယာယီနီးပြ Michael Carrick လက်ထက်မှာ Man City, Arsenal, Chelsea, Spurs, Liverpool စတဲ့အသင်းကြီးတွေအကုန်လုံးကိုအနိုင်ကစားပြထားခဲ့ပြီးအခုဆိုရင်လည်းအဆင့်3နေရာမှာရပ်တည်နေပြီးတော့နောက်နှစ် Champions League ဝင်ခွင့်အတွက်လည်းသေချာသွားခဲ့ပြီးဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် Channel လေးကို Like, Follow, Subscribe လေးလုပ်သွားပေးကြပါဦးဗျကျေးဇူးတင်ပါတယ်